EFA ကမှထပ်မံပွဲကြမ်းကြအောင်ပဲလန်လန်တာပြီးသားများအားလုံးပဲမင်္ဂလာပါခင်ဗျာ The Soccer Speed ရဲ့ Forward Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ပွဲစဉ်ကောင်းတစ်ခုဖြစ်တဲ့ Arsenal နဲ့ Chelsea တင်းတို့ရဲ့ EFL Cup Semi Final ဒုတိယကြော့ပွဲစဉ်ကတော့ပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီပထမကြော့မှာတော့ Arsenal တင်းကဝေးကွင်းမှာ3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားခဲ့ဆိုပေမဲ့လည်းဒါအဆုံးဖြတ်တစ်ခုမဟုတ်သေးဘူးဆိုတော့အားလုံးလည်းသိကြမှာပါဒီနေ့မှာတော့ဒီပွဲအတွက် technical အကြောင်းအရာလေးတွေနဲ့ဘယ်ချက်လက်လေးတွေကဒီပွဲစဉ်ကိုအဆုံးဖြတ်ပေးသွားမလဲဆိုတာကိုအကောင်းဆုံးသုံးသပ်ပေးသွားမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်အာတီတာဥဆောင်လာမယ့်အာဆင်နယ်အသင်းကကွင်းလယ်မှာဘောလုံးကိုကင်ပြီးတော့အဓိကကစားသွားဖို့ရှိနေတယ်။ချက်စီအသင်းဘက်ကိုကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုလို့ရှိရင်မဖြစ်မနေဂိုးရဖို့လိုတဲ့အနေအထားမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒဇက်တိုက်စစ်ဆင်လာမှသူကအဆင်ပြေလာမယ့်အနေအထားမှာရှိရပေါ့နော်။ဒီပွဲရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်ချို့ကျွန်တော်တို့ကြည့်လိုက်ကြအောင်ဗျာ။ဟတ်ထူကအပိုင်းတွေမှာအာဆင်နယ်နဲ့ချက်စီတွေ့ဆုံထားတဲ့အချိန်မှာအာဆင်နယ်ကအသာရထားရဲဆိုတာမှန်ပေမဲ့ဘူလူပွဲစဉ်တွေရှုံးထွက်ပွဲစဉ်တွေမှာတော့ချက်စီအသင်းကို short တော့လို့မရဘူးဆိုတော့ကျွန်တော်တို့သိထားရမယ်။နောက်ပြီးတော့ဒီပွဲကိုကန်ရမဲ့ဒိုင်လူကြီးကပီတာဗန်ဆိုတဲ့ဒိုင်လူကြီးလည်းဖြစ်တယ်။ပီတာဗန်ကပွဲစဉ်တစ်ပွဲတန်းတင်းတင်းကြပ်ကြပ်ကန်တွယ်တတ်တဲ့သူဖြစ်လို့အခုလိုပွဲကြမ်းကြမ်းမဲ့လန်နန်ဒါဘီလိုပွဲစဉ်မျိုးမှာအဝါကတ်အနီကတ်တွေကလည်းပွဲရလက်ကိုတိတိတတ်တာပြောင်းလဲသွားစီနိုင်တာကိုကျွန်တော်သတိထားရမယ်။ချက်စီအသင်းကတော့ဒီစူပလာကို9ချိန်ဒီစုကူရရှိထားနိုင်ခဲ့ပြီးတော့ဘူလူပွဲတက်ရောက်နိုင်မှုအများဆုံးအသင်းတွေကတသင်းအပါဝင်လည်းဖြစ်တယ်။အာဆင်နယ်အသင်းကတော့ဒီစူပလာကို2ချိန်လောက်သာရရှိထားပြီးတော့ဒါပေမဲ့လည်းဒီစူပလာကိုအတက်နိုင်ဆုံးစူးစမ်းကစားတော့မယ်လို့ကျွန်တော်တို့ထင်မိတယ်။အထူးသဖြင့်အာဆင်နယ်အသင်းကိုကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုလို့ရှိရင်ဒီဟာဒီပရီးမီးယားလိမှာမန်ယူနိုက်တက်အသင်းကိုရှုံးနိမ့်ခဲ့တာလွှဲရင်ခြေစွမ်းမိုင်အတော်လေးတည်ငြိမ်နေပြီးတော့ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတာကိုတော့ကျွန်တော်ဘေးထားလို့မရဘူး။နောက်ပြီးတော့ဒီနေ့ပွဲကအာဒီနာနဲ့သူ့ရဲ့ကစားသမားတွေအတွက်ဖလားလေးလုံးလမ်းကြောင်းပေါ်ကပထမဆုံးဖလားတစ်လုံးကိုရယူနိုင်မဲ့ခြေလမ်းတစ်ခုလည်းဖြစ်တယ်။ဒီအခြေအနေကိုကြည့်ချင်းအပြင်အာဆင်နယ်အသင်းကဒီပွဲစဉ်ကိုအနိုင်ရရှိပြီဆိုတာနဲ့ final ရောက်ရှိသွားမယ့်အခွင့်အရေးတစ်ခုကိုလက်လွတ်ခံမှာမဟုတ်ဘူးလို့ကျွန်တော်တို့ထင်မိတယ်။ဒါတွေကိုခြုံငုံပြီးသုံးသပ်မယ်ဆိုရင်တော့အာဆင်နယ်အသင်းကအိမ်ခွင်းအားသာချက်လည်းရှိရယ်ကစားပုံအပိုင်းမှာလည်းတည်ငြိမ်တယ်စုဖွဲ့မှုအားလည်းကောင်းတယ်။အဲ့ဒီအတွက်အာဆင်နယ်အသင်းအနေနဲ့ဒီပွဲစဉ်ကိုကျင်းတီပေါက်အနိုင်ကစားသွားမယ်လို့ကျွန်တော်တို့ထင်မိရယ်။ချက်စီအသင်းအနေနဲ့ကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုလို့ရှိရင်လည်းပထမအကြော့မှာရှုံးနေတာအတွက် PR တွေများနေတယ်။အဲ့ဒီအတွက်လည်းဟာကွက်တွေအများကြီးရှိနေလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်အင်ရှင်ဖြစ်တဲ့အာဆင်နယ်အသင်းကပဲပွဲကိုအကောင်းဆုံးထိချုပ်ကစားသွားပြီးတော့ final ကိုရောက်သွားမယ်လို့ကျွန်တော်တို့ထင်မိရယ်။ပွဲရလဒ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းက2ဂိုး Chelsea အသင်းက1ဂိုးဆိုတဲ့ရလဒ်နဲ့ပြီးဆုံးသွားမယ်လို့ကျွန်တော်တို့ထင်တယ်။ Soccer Speed ရဲ့ပြည်သက်ကြီးအောင်ဘယ်လိုထင်မိပါလဲ။အာဒီတာရဲ့အမြောက်တက်ကပဲဝင်ဘလီကိုဥဆောင်သွားမလား။ Chelsea အသင်းကပဲအလဲပြောင်းတစ်ခုကိုလှုပ်ဆောင်သွားမလားဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။အခုလိုသုံးသက်ချက်ကောင်းလေးတွေကိုအမြဲကြည့်အောင် Soccer Speed ရဲ့ Facebook page ကို like and follow လုပ်ထားဖို့မမေ့ကြနဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပတ်ဒီမှာပြန်ပြီးတွေ့ကြမယ်။